တေမင်းကုန်တဲ့19ရာစုအမေရိကလမ်းပန်းဆက်သွယ်ရေးပုံမူကောင်းမွန်လာအောင်နိုင်ငံတော်ဝန်မှစ조사နေကြတယ်။လမ်းခင်းဖို့အတွက်တောင်တွေကိုဖောက်ခွဲရတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်။ဖောက်ခွဲရေးပစ္စည်းတွေမှာအပြင်းဆုံးက nitroglycerin လို့ခေါ်တဲ့ဓာတုပစ္စည်းတစ်မျိုး။ nitroglycerin ကအရေးပုံစံနဲ့ပဲလာတယ်။ပြီးတော့အထိမခံအမားမခံဘူး။တုံခါမှုတစ်ခုခုဖြစ်တာနဲ့ထားပေါက်တာပဲဒါပေမဲ့အဲ့ဒီဓာတ်တွေကတိတ်အသုံးဝင်နေလူတွေအနေနဲ့လာပေါင်းနှစ်ပေါင်းများစွာလက်နဲ့တူရမယ့်နေရာတွေကိုခဏလေးအတွင်းမှာဖောက်ခွဲပြီးရှင်းထုတ်ပေးနိုင်တယ်ဒီတော့ရွှေတူးတဲ့သူတွေရေနံသမားတွေတောင်ဖောက်တဲ့သူတွေအကုန်လုံးဒီဓာတ်တွေကိုသုံးကြတယ်ဒါပေမဲ့တောထဲတောင်ထဲဂူထဲလှိုင်ထဲမှာဆိုတော့ဘယ်လိုမှစိတ်မချအောင်ပတ်ဝန်းကျင်ကမှောင်မဲနေတာနဲ့ဆူဆွတ်နေတာနဲ့တယောက်ယောက်ချော်လဲပြီး nitroglycerin ထည့်ထားတဲ့ပုံတွေပေပါတွေပြုတ်ကျသွားရင်ထပေါက်ပြီးဒါကြောင့်လဲဂူတွေတွင်းနေတဲ့မှာခဏခဏသေကြတယ်ဒါတွေမကဘူးအနီးအနားကမြို့တွေဒါတွေမကဘူးအနီးအနားကမြို့တွေရွာတွေလဲပောက်ကွဲမှုတန်းကမလွတ်ဘူး1866ခုနှစ် Wells Fargo ပို့ဆောင်ရေးကနေပို့ပေးရမယ် nitroglycerin ထည့်ထားတဲ့တစ်သားပုံတစ်ပုံအရည်တွေစိမ့်ထွက်နေတာကိုဝန်ထမ်းတွေသတိထားမိသွားတယ်။အထဲမှာဘာပါမှန်းမသိတဲ့အတွက်ဝန်ထမ်းတွေကတစ်သားပုံကိုဖွင့်ကြည့်ဖို့လုပ်တယ်။တစ်သားပုံကိုတူနဲ့စောက်နဲ့ထုပြီးခွာကြည့်တယ်။ပောက်ကွဲမှုကြောင့်လူ15ယောက်သေသွားတယ်။ကိုရောင်နဲ့မိုင်ဝက်ပတ်လည်မှာရှိတဲ့အိမ်တွေရဲ့ပရင်းပေါက်တွေပါကွဲထွက်ကုန်နေ။နောက်နေ့သတင်းစာမှာပါလာတယ်။တိုက်ရဲ့သုံးလွှာမှာလူလက်ပြက်တစ်ဖက်တက်ချိန်နေတဲ့ဟိုဘက်လမ်းမှာကြတော့လူကြော်ရုံမကြီးတစ်စုံလုံးလွင့်ထွက်လာပြီးလမ်းပေါ်ပြုတ်ကျနေတဲ့ဆန်ဖရန်စစ္စကိုမှာရှိတဲ့ nitroglycerin စက်ရုံတစ်ခုမှာလည်းပောက်ကွဲမှုဖြစ်တယ်။လူ15ယောက်သေတယ်။ပောက်ကွဲတံကိုမိုင်40လောက်ကနေတောင်ကြားရတယ်။မျိုးခံတွေကငလင်လှုပ်တယ်လို့ထင်နေကြတာ။နောက်နေ့သတင်းစာတွေမှာပါလာတယ်။အနီးအနားကလမ်းတွေပေါ်မှာလူကိုခန္ဓာအစိတ်အပိုင်းတွေပြုတ်ကျနေတဲ့1864ခုနှစ် nitroglycerin ပောက်ကွဲမှုတစ်ခုထဲမှာAlfred Nobel ရဲ့nitroglycerin ပောက်ကွဲမှုတစ်ခုထဲမှာ Alfred Nobel ရဲ့ညီဖြစ်သူအသက်ပါသွားတယ်။ Alfred Nobel ကသိပ္ပံပညာရှင်ပြီးတော့ငြိမ်းချမ်းရေးသမား nitroglycerin ကိုစိတ်ချရအောင်ပြုပြင်မရမယ်လို့ Alfred Nobel ဆုံးဖြတ်လိုက်တယ်။ဒီရေကိုမြေကြီးတစ်မျိုးနဲ့ရောမှွေလိုက်ရင်အနှစ်ဖြစ်အောင်လုပ်လို့ရတယ်ဆိုတာကိုသူတေသနလုပ်ရင်သူရှာတွေ့သွားတယ်။အနှစ်ဖြစ်သွားတဲ့အခါမီးမရှို့မချင်းမပေါက်ကွဲတော့ဘူး။သူ့ရဲ့တီထွင်မှုကို Alfred Nobel က Dynamite လို့နာမည်ပေးလိုက်တယ်။ Dynamite ဆိုတာကဝက်ဥချောင်းတွေလိုပဲပုံသွင်းလို့ရတယ်။ပြီးတော့မှဖောက်ခွဲခြင်းတဲ့နေရာကိုအပေါက်ဖောက်အချောင်းတွေစီပြီးထည့်မီးမြအဆင်ပြေတယ်။တည်သွားလို့ရတယ်။ပြုတ်ကြလဲဘာမှမဖြစ်ဘူး။ဒိုင်းနမိုက်ကြောင့်လူအသက်တွေတော်တော်လေးချမ်းသာရသွားတယ်။ Alfred Nobel လည်းတထေးဖြစ်သွားတယ်။သူတီထွင်မှုဟာကဘာသူကဘာသားတွေကိုကူညီလိုက်နိုင်ပြီဖြစ်လို့ Alfred Nobel ကထင်နေတယ်။အဲ့ဒီအချိန်မှာပဲ Alfred Nobel ရဲ့အကိုဖြစ်တဲ့သူနေမကောင်းဖြစ်ပြီးစုံသွားတယ်။ပြင်သစ်သတင်းစာတစ်စောင်က Nobel ကြီးအကို2ယောက်ကိုမှားပြီး Alfred Nobel တည်တယ်ထင်ပြီးနာရေးကြော်ညာထဲမှာမှားရေးလိုက်တယ်။ Alfred Nobel သူမဟုတ်သေမင်းကုန်တဲ့သေဆုံးနဲ့ Alfred Nobel အံ့ဩလွန်းလို့ကြက်သေးသွားတယ်။သတင်းစာထဲမှာဆက်ရေးထားတယ်။လူတွေကိုမြန်နဲ့များတက်လို့ရအောင်ဒိုင်းနမိုက်ဆိုတဲ့အရာကိုထွင်ပေးခဲ့ပြီးတထေးဖြစ်သွားခဲ့တဲ့ Alfred Nobel တဲ့သတင်းစာကိုဖတ်ရင် Alfred Nobel မယုံနိုင်ဘူး။ဒိုင်းနမိုက်ကိုတီထွင်ခဲ့လို့
လူတွေအသေးအပြောက်ပူနေသွားအောင်လုပ်ပေးနိုင်ခဲ့တယ်လို့ယုံကြည်ထားတာလေအခုတော့သူ့ကိုသေမင်းကုံတယ်ဆိုပြီးနာမည်တက်လိုက်ကြပြီသေမင်းကုံတယ်အဖြစ်နဲ့တော့သမိုင်းမတွင်ခြင်းဘူးဒါနဲ့ Alfred Nobel ဆုံးဖြတ်ချက်ချလိုက်တယ်သူ့သမိုင်းကိုသူကိုယ်တိုင်ရေးမယ်သတင်းစာတွေကရေးတဲ့သမိုင်းကိုသူလက်မခံဘူးနိုဘယ်ဆုဆိုတာကိုသူဖန်တီးလိုက်တယ်နှစ်စဉ်နှစ်တိုင်းကမ္ဘာတဝန်းကထူးချွန်သူတွေကိုနိုဘယ်ဆုပေးမယ်သိပ္ပံပညာဓာတုဗေဒစေဝါစာပေနဲ့ပတ်သက်တဲ့ထူးချွန်စုတွေအပြင်ငြိမ်းချမ်းရေးနိုဘယ်ဆုဆိုတဲ့အထူးဆုတစ်ခုကိုပါတွဲပြီးချီးမြှင့်ဖို့စီစဉ်တယ်အခုခေတ်မှာနိုဘယ်ဆုဆိုတဲ့အရာဟာအခမ်းအနားဆုံးသောဆုလက်တစ်ခုဖြစ်သွားပြီသိပ္ပံပညာရှင်တွေနိုင်ငံရေးသမားတွေအင်မတန်လိုချင်တဲ့တန်ဖိုးဖြတ်မရတဲ့ဆုတစ်ခုနိုဘယ်ဆိုတဲ့နာမည်ကို Alfred Nobel မှတ်မိစေခြင်းခဲ့တဲ့အတိုင်းလူတိုင်းကမှတ်မိနေပြီကမ္ဘာမှာဂုဏ်အရှိဆုံးသောငြိမ်းချမ်းရေးဆုတစ်ခုရဲ့နာမည်ဖြစ်သွားပြီသေမင်းကုံတဲ့တယောက်ရဲ့နာမည်မဟုတ်တော့ဘူးစာတွေကလွတ်လပ်ခြင်းကမ္ဘာတဝန်းမှာရှိတဲ့အကျဉ်းထောင်တွေအကုန်လုံးရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုကထောင်ထဲမှာလူမဆန့်တော့တာပဲထောင်သားအသစ်တွေဇက်တိုက်ဝင်လာနေသလိုလွတ်သွားပြီးမှပြန်ဝင်လာတဲ့မိဟောင်တွေလည်းမနှဲဘူးဒူးစရိုက်သမားတွေအဖို့ထောင်ထဲမှာတွေ့ရတဲ့အပေါင်းအသင်းတွေကလည်းဒူးစရိုက်သမားတွေကြီးပဲဖြစ်နေတယ်ထောင်ဆိုတာသူတို့ရဲ့တစ်ခုတည်းသောပတ်ဝန်းကျင်သူတို့ရဲ့တစ်ခုတည်းသောကမ္ဘာဒါကိုဘလို့ပြောင်းလဲပေးလို့ရမလဲပြောင်းလဲစရာအကြောင်းမရှိတော့တဲ့သူကိုပြန်လဲကောင်းမွန်လာအောင်ဘလို့တိုက်တွန်းမလဲပြင်ပကဘာဟာဒူးစရိုက်မှုတွေနဲ့ကြီးပဲတိဆောက်ထားတာမဟုတ်ဘူးဆိုတာကိုသူတို့ကိုဘလို့ရှင်းပြမလဲအပြင်မှာတခြားအခွင့်အရေးတွေအိမ်မက်သစ်တွေရှိနေသေးတယ်ဆိုတာကိုသူတို့ကိုမြင်အောင်ဘလို့ပြမလဲဒီစုံတရားကိုချစ်ခင်ဂရုစိုက်တက်လာအောင်ဘလို့သင်ပေးမလဲသူတို့အတွက်ရည်ရွယ်ချက်တစ်ခုဖန်တီးပေးဖို့လိုတယ်သူတို့တွေသင်ယူခြင်းလာအောင်တိုက်တွန်းပေးဖို့လိုတယ်ဘရာဇီးနိုင်ငံမှာဒါကိုလက်တွေ့လုပ်နေတယ်သူတို့စီမှာစာဖတ်ခြင်းဖြင့်အပြစ်များကိုစေးကြောခြင်းဆိုတဲ့အစီအစဉ်တစ်ခုရှိတယ်ထောင်သားတစ်ယောက်အနေနဲ့စာအုပ်တစ်အုပ်ကိုပြီးအောင်ဖတ်နိုင်တာနဲ့ရှော့ရက်လေးရက်ရတယ်အင်မတန်ရိုးရှင်းတဲ့စိတ်ကူးထောင်သားတွေဖတ်ဖို့တတ်မှတ်ပေးထားတဲ့စာအုပ်တွေရှိတယ်စာပေနဲ့ပတ်သက်တာတွေဒသနဗေဒနဲ့ပတ်သက်တာတွေသိပ္ပံနည်းပညာနဲ့ပတ်သက်တာတွေစာအုပ်တစ်အုပ်ကိုအပြီးဖတ်ဖို့တစ်လအချိန်ပေးတယ်ဖတ်ပြီးမပြီးသိအောင်လို့စာအုပ်တစ်အုပ်ပြီးတိုင်းအက်ဆေးတစ်ခုရေးရတယ်အက်ဆေးရေးတဲ့အခါတည်တည်တက်တက်နဲ့ထန်ကရိုင်းကြကြရေးရမယ်ထောင်သားတစ်ယောက်အနေနဲ့တစ်နှစ်ကိုစာအုပ်12အုပ်စာရှော့ရက်ယူခွင့်ရှိတယ်ဒါဆိုရင်တစ်နှစ်ကို49ရက်ရှော့ရက်ရနိုင်တဲ့သဘောထောင်9နှစ်ကြာတဲ့သူဆိုပါစို့နှစ်တိုင်းစာမှန်မှန်ဖတ်သွားရုံနဲ့ရှော့ရက်တစ်နှစ်တောင်ခံစားခွင့်ရှိတယ်14နှစ်ကြာတဲ့သူဆိုရင်ရှော့ရက်2နှစ်ဒါစာအုပ်ဖတ်ဖို့ရည်ရွယ်ချက်တစ်ခုတိဆောက်ပေးလိုက်တာပဲထောင်ကမြန်မြန်လွတ်ချင်သလားစာများများဖတ်ဒါရင်မကအောင်စာဖတ်နေရင်းနဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုလေ့လာရင်ဘဝနေနည်းတွေအများကြီးရှိပါလားဆိုတာကိုထောင်သားတွေနားလည်လာတယ်ဘဟုတုတတိုးဖို့စာဖတ်ရမယ်ဆိုတဲ့အကျင့်တစ်ခုရသွားတယ်ပြင်ပကဘာမှာတခြားအခွင့်အလမ်းတွေအများကြီးရှိနေသေးပါလားဆိုတာကိုသဘောပေါက်သွားတယ်အန်ဒရီကာရီဆိုတဲ့ရှေ့နေကထောင်သားများအတွက်စာအုပ်အလှူဆိုတဲ့ foundation တစ်ခုကိုစီမံအုပ်ချုပ်နေတဲ့သူကပြောတယ်ဒီလိုစာဖတ်ခိုင်းလိုက်တော့ထောင်သားတစ်ယောက်အနေနဲ့ထောင်ကနေလွတ်လာတဲ့အခါအရင်ထက်ပိုပြီးမြင်တတ်တွေးတတ်စင်ကျင်တတ်တဲ့သူဖြစ်လာတယ်လောကကြီးအကြောင်းကိုလည်းပိုမိုနားလည်လာတယ်အရင်ကထက်ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ပြောင်းလဲသွားတယ်ဒါပေမဲ့စာဖတ်ခြင်းဟာတကယ်ရောအလုပ်ဖြစ်သလားအာဝင်ဂျိမ်းစ်ကတော့စာဖတ်ခြင်းရဲ့အကျိုးကိုယုံကြည်တယ်အာဝင်ဂျိမ်းစ်ကဂါဒီယန်သတင်းစာမှာသတင်းဆောင်ပါတွေရေးတဲ့သူအာဝင်ကလူသက်မှုနဲ့အင်္ဂလန်မှာထောင်ကျဘူးတယ်
တက်တက်တကျွန်းထောင်ကျသွားပေမဲ့အနှစ်20လောက်ထောင်ထဲမှာနေပြီးတဲ့အခါပြန်လွတ်လာတယ်။ထောင်ထဲမှာစာဖတ်ဖြစ်တယ်။ဖတ်ဖြစ်တဲ့စာတွေကြောင့်သူ့ဘဝပြောင်းလဲသွားတယ်။ Guardian ဆောင်းပါးထဲမှာအာဝင်ကရေးတယ်။ထောင်ထဲမှာဖတ်ခဲ့တဲ့စာအုပ်တွေကြောင့်ကျွန်တော်ရှော့ရက်တွေမရခဲ့ဘူး။ဒါပေမဲ့အဲ့ဒီစာအုပ်တွေကြောင့်ကျွန်တော်ပြင်နိုင်ခဲ့တယ်။မှားခဲ့တဲ့အမှားတွေကနေကိုပြန်ဆွဲထုတ်နိုင်ခဲ့တယ်။အာဝင်ကိုပြောင်းလဲစေခဲ့တဲ့ကနဦးစာအုပ်တွေကထောင်နဲ့ပတ်သက်တဲ့စာအုပ်တွေဖြစ်နေတာထူတော့မထူဆန်းဘူး။တိတ်ခါရှိသောထောင်သားများပြစ်မှုနဲ့ပြစ်ဒဏ် Ivan Denisovic ရဲ့တနေ့တာစတဲ့စာအုပ်တွေအဲ့ဒီစာအုပ်တွေကိုဖတ်ပြီးအာဝင်သူ့ကိုယ်သူပြန်ဆန်းစစ်နိုင်သွားတယ်။သူရောက်နေတဲ့အခြေအနေကိုသုံးသပ်တက်သွားတယ်။စာအုပ်တွေကြောင့်သူ့အခြေအနေသူပြောင်းပြန်လှန်မှုနားလေသွားတယ်။အဲ့ဒီစာအုပ်တွေကြောင့်ပဲဒီထက်ပိုမိုကျေပြန့်တဲ့စာပေတွေကိုသူဖတ်တက်လာတယ်။အခုဆိုရင်အာဝင်ဂျိမ်းစ်ဟာအယောင်ရဆုံးစာအုပ်ဝင်စာအုပ်2အုပ်ထုတ်ပြီးပြီ။ Guardian သတင်းစာမှာစာရီဆက်ရေးနေတဲ့အပြင်အလူဒါနလုပ်ငန်းတွေမှာလည်းပါဝင်ကူညီနေပြီ။ဒါတွေအားလုံးကထောင်ထဲမှာစာဖတ်ခဲ့တဲ့အကျိုးကျေးဇူးတွေလို့ပြောရင်မမှားဘူး။ထောင်တစ်ခုရဲ့ရည်ရွယ်ချက်ကလူတွေကိုပိတ်လှောင်ထားဖို့ပဲဆိုရင်တိတ်အကျိုးမရှိဘူး။လူတွေရဲ့ခံယူချက်တွေကိုပြောင်းလဲပေးနိုင်ဖို့လည်းလိုတယ်။အပိုင်းနဲ့ရွေးချယ်ခြင်းပြီးသူကအမေရိကမှာရှိတဲ့ကျောင်းတစ်ကျောင်းအဲ့ဒီကျောင်းမှာတက်နေကြတဲ့စေကျော်သက်ကောင်မလေးတွေကြားမှာနှကန်းနီဆိုတဲ့ယဉ်ကျေးမှုခေတ်စားကားစားအချိန်အတန်းအားပြီဆိုတာနဲ့ကျောင်းသူတွေတန့်စင်ခန်းတွေကိုပြေးတယ်နှကန်းနီတွေအလူရက်ဆိုးကြတယ်ပြီးရင်နှကန်းနီဆိုထားတဲ့ပါဇက်လေးတွေနဲ့တန့်စင်ခန်းတွေကကြည်မှန်အကြီးကြီးကိုနမ်းတယ်မှန်ပေါ်မှာနှကန်းရာတွေခြံကြတယ်တန်ရှင်းဝန်ထမ်းတွေခမမှန်ပေါ်ကနှကန်းနီရာတွေကိုတုပ်ဖို့အလုပ်တစ်ခုပို့လာရောအဲ့ဒီလိုမလုပ်ဖို့ကျောင်းသူတွေကိုဆီယာမကဆုံးပါတယ်ထုံးစံအတိုင်းပဲဘယ်သူမှနားမထောင်ကြဘူးဒါနဲ့ကျောင်းသူတွေကိုဆီယာမကတန့်စင်ခန်းနဲ့ခေါ်သွားတယ်မှန်ပေါ်မှာပိနေတဲ့နှကန်းနီရာတွေကိုတုပ်ရတာလွယ်တာမဟုတ်ဘူးဆီယာမကကျောင်းသူတွေကိုပြောပြတယ်ပြီးတဲ့အခါဘေးမှာရှိတဲ့တန်ရှင်းဝန်ထမ်းကိုပြောတယ်တန်ရှင်းလောက်ရတာဘလောက်ခက်တယ်လဲသူတို့သိအောင်ပြလိုက်ပါတန်ရှင်းဝန်ထမ်းကျန်းတိုက်တုပ်ကိုယူတယ်ဒုတ်ထိတ်ကိုအင်သာဦးထဲနှစ်လိုက်တယ်ပါလာတဲ့အင်သာရည်တွေကိုညှစ်ချတယ်ပြီးတော့မှအဲ့ဒီတုပ်ကိုမှန်နဲ့တိုက်ပြတယ်ပြီးတဲ့အခါကျန်းတိုက်တုပ်ကိုအင်သာရည်နဲ့ထပ်ဆွတ်တယ်မှန်ကိုထပ်တိုက်တယ်အဲ့ဒီနေ့ကစပြီးမှန်ပေါ်မှာနှကန်းနီရာတွေမတွေ့ရတော့ဘူးရွေးချယ်ခြင်းပြီးသူကဆိုတာအဲ့ဒါပဲကိုဖြစ်ချင်တာဖြစ်ဖို့သူများတွေကိုအတင်းတိုက်တွန်းနေစရာမလိုဘူးသူတို့မှာကိုပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတာကိုလက်ခံရမယ်ဒါပေမဲ့ကိုလိုချင်တဲ့ဟာကိုသူတို့ရွေးဖို့တိုက်တွန်းပေးလို့ရတယ်စောကចောင်းသူလေးတွေမှန်ကိုနှကန်းနဲ့ထက်နှမ်းခြင်းနန်းခွင့်ရှိသေးတယ်ဒါပေမဲ့သူတို့နန်းနေတဲ့မှန်ကိုအိမ်သာအိုးတွေကရင်းနေစီးတယ်ဆိုတာအခုသိသွားကြပြီမှန်ကိုဘယ်သူမှမနှမ်းကျင်တော့ဘူးဒီចောင်းသူတွေရွေးချယ်ခွင့်ကိုပိတ်ပင်လိုက်တာမဟုတ်ဘူးသူတို့လှုပ်ချင်တာဆက်လုပ်လို့ရသေးတယ်ဒါပေမဲ့ဆီယာမဘက်ကတိဆောက်ပေးလိုက်တဲ့ရွေးချယ်ခြင်းပြီးသူကကြောင့်ចောင်းသူတွေအတွက်ရွေးစရာလွယ်သွားတယ်အဆောက်အအုံတစ်ခုရဲ့ပြီးသူကပုံစံဟာအဲ့ဒီအဆောက်အအုံတွေကိုဝင်ထွက်သွားလာနေတဲ့သူတွေရဲ့သွားပုံလာပုံကိုပြောင်းလဲစေနိုင်တယ်မဟုတ်လားရွေးချယ်ခြင်းပြီးသူကဆိုတာကလည်းအဲ့ဒီသဘောပါပဲဒါကူနားလေရင်လူတွေကိုအတင်းကြီးလိုက်ပြောနေစရာမလိုတော့ဘူးလန်ဒန်မှာရှိတဲ့ဓာတ်ပုံပြတိုင်းမှာပြဿနာတစ်ခုဖြစ်နေတယ်ပြရိုက်ကိုလာကြည့်တဲ့သူတွေထဲမှာအပေါ်ဓာတ်ကိုတက်ကြည့်တဲ့သူကမရှိသလောက်ရှားတယ်ငြိမ်ကြီးတက်မှာပဲလူတွေပြည့်နေတယ်လူတွေကလှေကားတက်ဟန်မှာပြင်းလို့ပြရိုက်ရဲ့အုပ်ချုပ်သူတွေကအမေရိကမှာရှိတဲ့ Gagan Hiam ပြရိုက်ရဲ့ဒီဇိုင်းကိုအတူယူဖို့ဆုံးဖြတ်လိုက်တယ်ပြရိုက်ဝင်ပေါက်ကိုနေရာပြောင်းလိုက်တယ်ဝင်ပေါက်ဝင်ခြင်းနေရာမှာဆက်လီကအကြီးကြီးတစ်ခုတက်တယ်ဆက်လီကနဲ့တက်လိုက်သွားရင်အပေါ်ဆုံးတက်ကိုရောက်မယ်ပြကန်းရဲ့အဓိကပြကွက်တွေအားလုံးကိုအပေါ်ဆုံးတက်ကိုပို့လိုက်တယ်လာကြီးရဲ့သူတွေအပေါ်ဆုံးတက်ကိုအရင်ရောက်တယ်ပြီးတော့မှအောက်ကို
တစ်ထက်ချင်းပြန်စင်းတစ်ထက်ချင်းဝင်ကြည့်ကြတယ်။လှေကားတက်စရာမလိုတော့ဘူး။လှေကားနဲ့ပြန်စင်းရုံပဲ။ဒါရွေးချယ်ခြင်းပြည်သူကရဲ့အကောင်းဆုံးဥပမာတစ်ခုပေါ့။အင်္ဂလန်ရဲ့ကမ်းပြည်နယ်မှာရှိတဲ့ရွာတစ်ခုမှာအမိုက်ပြစ်တဲ့သူတွေကြောင့်အခက်တွေ့နေရတယ်။တကြားလုံးခွန်တွေအေးဘူးခွန်တွေလမ်းမှာပြန်ကျဲနေရဲ့။ရွာရဲ့စတိုးဆိုင်ပိုင်ရှင်ကသူ့ဆိုင်မှာမုတ်တွေအေးတွေလာဝယ်ကြတဲ့ကလေးတွေကိုပြဿနာမရှာဘူး။အမိုက်မဖြစ်နဲ့လို့လည်းမပြောဘူး။ကလေးတွေဆိုင်မှာမုတ်လာဝယ်တဲ့အခါဆိုင်ရှင်ကတကြားလုံးတွေမုတ်ထုတ်တွေအပေါ်မှာလာဝယ်တဲ့ကလေးရဲ့နာမည်ကိုမှဲနဲ့ရေးပေးလိုက်တယ်။ဒါပဲနာမည်ပဲရေးပေးလိုက်တာ။အမိုက်ဖြစ်တဲ့ပြဿနာချက်ချင်းဆိုသလိုပျောက်ကွယ်သွားတယ်။ရွေးချယ်ခြင်းပြီးသူကဆိုတာဒါကိုပြောတာ။အဲ့ဒီကလေးတွေလမ်းမှာအမိုက်ဆက်ပစ်ချင်သေးသလား။ပစ်လို့ရတယ်။အမိုက်ပုံနဲ့မထည့်ပဲနေခြင်းလဲနေလို့ရတယ်။ဒါပေမဲ့အမိုက်တိုင်းမှာနာမည်ရေးထားတဲ့အတွက်ဘယ်သူဖြစ်တယ်လဲဆိုတာလူတိုင်းသိကုန်မယ်။ဒီတော့သူတစ်ပိုင်းရွေးချယ်မှုတွေကိုကိုကလိုက်ပြီးတားမြစ်နေစရာမလို။ကိုဖြစ်ချင်တာကိုအတင်းလုတ်ခိုင်းနေစရာလည်းမလို။အုံနောက်လေးနဲ့သုံးပြီးရွေးချယ်ခြင်းပြီးသူကကိုပုံစံပြောင်းပေးလိုက်ရင်ရပြီ။ပမာသူဖုံးစားအမေရိကန်သရောင်းစားတစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံကျွန်တော်တွေ့ဘူးတယ်။ဓာတ်ပုံတွေကသရောင်းစားကပလက်ဖောင်းပေးမှာထိုင်နေတယ်။သူ့ရှေ့မှာခွက်တွေစီတန်းချထားတယ်။ခွက်တွေမှာတံဆိပ်ကပ်ထားတယ်။အစ္စလမ်ဘာသာဟိန္ဒူဘာသာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာမဲ့ဝါရီမသိဝါရီစသဖြင့်အဲ့ဒီခွက်တွေရဲ့ဘေးမှာကပ်ပြားတစ်ပြားထောင်ထားတယ်။ကပ်ပြားပေါ်မှာရေးထားတာကအိမ်ယာမဲ့တွေကိုဘယ်ဘာသာဝင်တွေကပို့ဂရုစိုက်တယ်လေတဲ့။ဒီသရောင်းစားကကြော်ညာသဘောတဘာဝကိုနားလေတဲ့သူလူအလေးထားဘောကပေတာကိုလည်းသဘောပေါက်တဲ့သူဘာလိုချင်တယ်လဲဆိုတာကိုပြောမဲ့အစားသူပရိသတ်တွေဘာလိုချင်တယ်လဲဆိုတဲ့အပေါ်ပိုအာယုံစိုက်တယ်။ကြော်ညာမားကတ်တင်းဗျူဟာတစ်ခုဖန်တီးတော့မယ်ဆိုရင်လေဒီလိုပဲစဉ်းစားရတယ်။ဘာလိုချင်တာလဲဘသူစီရလိုချင်တာလဲဒီသရောင်းစားလိုချင်တာကအလွန်ဝေးဘလို့အရာမျိုးကလှူကျင်တန်းကျင်စိတ်ကိုစွာပေးတယ်လဲတနာကျင်နာတတ်တဲ့စိတ်ဓာတ်ဘသူတွေကတနာကျင်နာတတ်တယ်လဲဘာသာတရားကိုင်းဆိုင်သူတွေကပို့ပြီးတနာကျင်နာတတ်တယ်ဟုတ်ပြီဒါဆိုဘသူကပို့ပြီးတနာကျင်နာတတ်တယ်လဲဆိုတော့ပြိုင်ပွဲတစ်ခုကိုဒီသရောင်းစားကဖန်တီးလိုက်တယ်လူတိုင်းကတော့ကိုကိုခွေတဲ့ဘာသာဟာတနာကျင်နာမှုအရှိဆုံးဘာသာအဖြစ်ယုံကြည်ခြင်းကြတာပဲသက်သေပြခြင်းကြတာပဲခမည်းဘာသာကပို့ပြီးတနာကျင်နာတတ်သလားဒါဆိုရင်ခွက်သေးကိုပတ်စံထည့်ဘယ်ခွက်သေးမှာပတ်စံဘယ်လောက်ရှိနေပြီလဲဆိုတာကိုလည်းဖြတ်သွားဖြတ်လာလူတိုင်းကမြင်နေရတယ်ဘယ်သူနိုင်နေသလဲဆိုတာအတိုင်းသားပေါ်နေတယ်ရလက်ကိုပြောင်းစေခြင်းသလားပတ်စံထပ်တဲ့တနေ့ကုန်သွားတော့ခွက်သေးကပတ်စံတွေကိုတဒေါင်းစားကသူ့အိတ်ထဲကိုပြောင်းထည့်လိုက်တယ်နောက်တရက်မှာပြိုင်ပွဲအစကနေပြန်စပြန်တယ်တကယ်ကရှင်းပါတယ်ခမည်းဘာလိုချင်တယ်လဲဘသူစီရလိုချင်တာလဲသူတို့ကဘာကိစ္စခမည်းကိုပေးရမှာလဲသူတို့အတွက်ဘာပြန်ရမှာလဲဒီသုံးချက်ကိုထေပေါင်းစဉ်းစားလိုက်ရုံနဲ့ဒီသရောင်းစားရဲ့ဗျူဟာကတော်တော်လေးအလုပ်ဖြစ်နေပြီအရှုံးပေးလိုက်တာကမှတကယ်တုံးတာဂျွန်လက်ဆက်စတာကငငယ်လေးကလေးကကာတွန်းကဖန်တီးသူဖြစ်ချင်ခဲ့တာသူ့အိမ်မက်က Disney Studio မှာအလုပ်လုပ်ဖို့ဒါပေမဲ့ Disney Studio မှာအလုပ်မရသေးခင် Disney ကစားကွင်းမှာအရင်ဝင်လုပ်ရတယ်အပျော်စီးရထားတွေရှိတဲ့နေရာမှာလုပ်ရတာတော်တော်လေးကြာတော့မှစတူဒီယိုမှာအလုပ်ရသွားတယ်အဲ့ဒီမှာလက်ဆက်စတာအတွက်စိတ်ဝင်စားစရာတွေစဖြစ်လာတယ်ထရူဆိုရဲ့ရုပ်ရှင်ကားကိုသူကြည့်မိတယ်ဇက်ကားတစ်ကားလုံးကကွန်ပျူတာအထူးပြုလုပ်ချက်တွေအများကြီးနဲ့ဖန်တီးထားတာကာတွန်းကားတွေကိုတဆင့်မြင့်တင်ပေးဖို့အတွက်လက်ဆက်စတာစိတ်ကူးရသွားရောအဲ့ဒီတုန်းကကာတွန်းကားမှန်သမျှဟာ
လက်နဲ့ဆွဲတဲ့2D ဇာတ်ကားတွေကြီးပဲလက်ဆက်စတာက 3D ကာတွန်းကားတွေဖန်တီးကျင်တာဒါပေမဲ့ Disney Studio က 2D ကာတွန်းတွေပဲဖန်တီးလာခဲ့တာနှစ်ပေါင်း50လောက်ရှိပြီ Disney အနေနဲ့အခုမှဒီနယ်ပယ်ထဲဝင်လာတဲ့ John Lasseter လိုငတုံးလေးစီကဘာအကြံဉာဏ်မှမလိုချင်ဘူးပေါ့လေဒါနဲ့ပဲ Disney က Lasseter ကိုအလုပ်ထုတ်လိုက်တယ် Lasseter တခြားကုမ္ပဏီတစ်ခုကိုရောက်သွားတယ်ဒရိုက်တာ George Lucas ရဲ့စတူဒီယိုမှာ Lucas ရဲ့ရုပ်ရှင်ကားတွေအတွက်ကွန်ပျူတာအထူးပြုလုပ်ချက်တွေလုပ်ပေးရတယ်Lucas ရဲ့စတူဒီယိုမှာကာတွန်းဆရာဆိုလို့ Lasseter တယောက်ပဲရှိတယ်ဒီတော့သူအားတဲ့အချိန်မှာကွန်ပျူတာနဲ့ဖန်တီးထားတဲ့ကာတွန်းကားတိုလေးတကားလုပ်ဖြစ်တယ် Lasseter ကန်ကောင်းသွားတယ် George Lucas ကသူ့စတူဒီယိုကို Steve Jobs ကိုရောင်းလိုက်တယ် Steve Jobs ကဒေါ်လာ10 သန်းပေးပြီးဝယ်တယ်သူ့စိတ်ထဲမှာတော့အော်ကွန်ပျူတာပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီပဲဖြစ်မှာပါဆိုပြီးဝယ်လိုက်တာ Lasseter က Steve Jobs ကိုသူ့ရဲ့ကာတွန်းကားတိုလေးတွေကိုပြတယ် Steve Jobs က Lasseter ကိုမေးတယ်ဒီကုမ္ပဏီကိုအောင်မြင်အောင်ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့ Lasseter ကပြန်ဖြေတယ်ဒီလိုကာတွန်းကားတိုမျိုးကိုဇလန်းရှည်ဖြစ်အောင်ရိုက်ရမယ်ဒါပေမဲ့ဒေါ်လာ9 သိန်းလောက်ကုန်မယ်Steve Jobs က Lasseter ကိုချက်လက်မှတ်ရေးပေးတယ်ချက်လက်မှတ်ကိုသူ့လက်ထဲမထည့်ခင် Steve Jobs ကပြောတယ်တခုတော့ရှိရဲ့ကျွန် Lasseter ကစိတ်ထဲမှာတွေးမိတယ်ဟောလာပြီဘာတွေချုပ်ချင်မလဲဘာတွေထိန်းချုပ်မှာလဲဘလို့စာအုပ်တွေချုပ်ရအောင်မှာလဲပေါ့ဒါပေမဲ့ Steve Jobs ကတခုမဲ့ပြောတယ်ကောင်းအောင်သာတည်တည်ချာချာလုပ်ပါတဲ့ပြီးတာနဲ့ချက်လက်မှတ်ကို Lasseter လက်ထဲထည့်ပေးလိုက်တယ် Lasseter ကလည်း Steve Jobs ပြောတဲ့အတိုင်းကောင်းအောင်လုပ်နိုင်တယ်သူ့ကာတွန်းကအော်စကာရသွားတယ်ဇာတ်ကားနာမည်က Toy Story ကွန်ပျူတာနဲ့အစအဆုံးဖန်တီးထားတဲ့ပထမဆုံးသောကာတွန်းကားအဲ့ဒီဇာတ်ကားကရခဲ့တဲ့အကျိုးအမြတ်တွေကြောင့် Pixar ဆိုတဲ့ကုမ္ပဏီအသစ်တစ်ခုပေါ်လာတယ် Pixar ကခေတ်သစ် 3D ကာတွန်းတွေဇာတ်တိုက်ထုတ်တယ်ကမ္ဘာသမိုင်းမှာအအောင်မြင်ဆုံးသောရုပ်ရှင်ကားတွေကို Pixar Studio ကဖန်တီးနိုင်ခဲ့တယ် Toy Story, A Bug's Life, The Incredibles, Wall-E, Up စတဲ့ရုပ်ရှင်တွေ Toy Story 3 ရုပ်ရှင်ကားဟာဆိုရင်ကမ္ဘာမှာပထမဆုံးဒေါ်လာသန်း1000ကျော်ဝင်ငွေရတဲ့ဇာတ်ကားဖြစ်သွားတယ်။ Up ရုပ်ရှင်ဇာတ်ကားဟာဆိုရင်ကိန်းရုပ်ရှင်ပွဲတော်မှာအဖွင့်အဖြစ်အရွေးခံရတဲ့ပထမဆုံးကာတွန်းကားဖြစ်လာတယ်။ Lasseter ကိုယ်တိုင်ကလည်း David O. Selznick ဆုရတဲ့ပထမဆုံးသောကာတွန်းဖန်တီးသူဖြစ်သွားတယ်။နယူးယောက်မှာရှိတဲ့ Modern အနုပညာပြတိုက်မှာဆိုရင် Pixar အနှစ်20ဆိုတဲ့ပြပွဲဆိုပြီးတော့တောင်ကျင်းပပေးတယ်။အဲ့ဒီလို Pixar အောင်မြင်နေတဲ့အချိန်မှာ Disney ပြဿနာတက်နေပြီ။သူတို့ရဲ့ခေတ်ဟောင်း 2D လက်ဆွဲကာတွန်းကားတွေက Pixar ရဲ့ခေတ်သစ် 3D ကာတွန်းကားတွေကိုမမီတော့ဘူး။မပြိုင်နိုင်တော့ဘူး။ဒါနဲ့2006ခုနှစ်မှာ Pixar ကိုဒေါ်လာ 9.8 ဘီလီယံနဲ့ဝယ်ဖို့ Disney ကကမ်းလှမ်းလာတယ်။ဒေါ်လာ10 သန်းကိုအရင်ပြုခဲ့တဲ့ Steve Jobs Pixar ကိုပြန်ရောင်းလိုက်တဲ့အချိန်မှာဒေါ်လာသန်း3900အမြတ်ထွက်သွားတယ်။ Disney က Pixar ကိုဝယ်ဖို့ကမ်းလှမ်းတော့ John Lasseter ကိုယ်တိုင် Disney ရဲ့ကာတွန်းစတူဒီယိုတစ်ခုလုံးကိုအုပ်ချုပ်ပေးရမယ်ဆိုတဲ့တောင်းဆိုချက်လေးစာအုပ်ထဲမှာပါလာတယ်။ငယ်တုန်းကသူ့ကိုအလုပ်ထုတ်ခဲ့တဲ့ Disney Studio အခုသူ့ကိုယ်တိုင်စတူဒီယိုကိုလာပြီးအုပ်ချုပ်ပေးပါလို့လှမ်းခေါ်နေပြီ။ဒီလိုနဲ့ John Lasseter တယောက် Disney နဲ့ Pixar Studio နှစ်ခုစလုံးရဲ့ဖန်တီးမှုဒါရိုက်တာဖြစ်သွားတယ်။အခု Hollywood ကျေပွင့်လန်းမှာ Lasseter ရဲ့နာမည်ကျေပွင့်ကိုအမှတ်တရထွင်ထားတယ်။ပြီးတော့ Disney ကစားကွင်းတွေမှာလူကြိုက်များနေတဲ့ Finding Nemo နဲ့ A Bug's Life အပျော်စီးရထားတွေက Lasseter ဖန်တီးခဲ့တဲ့ရုပ်ရှင်တွေထဲကနေမိညမ်းထားတာ
ဟိုးရင်တော့ကသူအလုပ်လုပ်ခဲ့ဘူးတဲ့အပျော်စီးရထားတွေနဲ့ခတ်ဆင်စင်ပေါ့ငတုံးလေးဆိုပြီးလူတွေထင်ခဲ့တဲ့ကောင်လေးကထင်ထားသလောက်မတုံးဘူးပဲပန်းစကားအခုကျွန်တော်ဒီစာပိုက်ကိုကွန်ပျူတာနဲ့စာစီနေတယ်ရက်စွဲကိုကြည့်လိုက်တော့ဖေဖော်ဝါရီ9ရက်ဒီနေ့မနက်အိယာထထချင်းတုန်းကစဉ်းစားမိတယ်ပလတိုင်းတီနီးပြီနော်မိန်းမကိုပန်းစည်းလက်ဆောင်ပေးဖို့မမေ့နဲ့ဒါပေမဲ့ယောက်ျားတွေရဲ့ထုံးစံအတိုင်းမေးသွားပြန်တယ်မမေ့နဲ့လို့မနေ့ကလည်းကိုသတိပေးခဲ့တယ်ဟိုနေ့ကလည်းသတိပေးတယ်ဒါပေမဲ့ခေါင်းထဲမှာကြမခံဘူးပြန်ထွက်သွားတာပဲအဲ့ဒီလိုမိတ်နေတော့မှကျွန်တော်စီကိုဖုန်းဝင်လာတယ်ကျွန်တော်ဖုန်းဆက်မယ်ဆိုပြီးစဉ်းစားလိုက်မေ့သွားလိုက်ဖြစ်နေခဲ့တဲ့ပန်းဆိုင်တွေကတဆိုင်ကျွန်တော်ကိုဖုန်းဆက်လာတာကျွန်တော်ရဲ့မှတ်စုစာအုပ်ထဲမှာမှတ်ထားတဲ့ပန်းဆိုင်၄ဆိုင်ရှိတယ်အဲ့ဒီထဲကတဆိုင်ဖုန်းထဲကနေအတန်တတာနဲ့မိန်းကလေးတယောက်ရဲ့အတန်ထွက်လာတယ်မစ္စတာထရော့လာရှင်မင်္ဂလာနံနက်ခင်းမှာ White Heart ပန်းအလှစင်ဝန်ဆောင်မှုကဆက်တာပါမနှစ်ကမစ္စတာထရော့ကျမတို့စီကနေပန်းစည်းမှာပြီးမစ္စတာထရော့ရဲ့ဇနီးကိုပို့ပေးဘူးတာလေတတိယလို့ဖုန်းဆက်လိုက်တာပါဒီနေ့ဗလတိုင်းလေးအတွက်ကိုပန်းစည်းပို့မလားရှင်ဘလောက်ညံကောင်းလိုက်တယ်လေတေချာစဉ်းစားကြည့်ရင်ရှင်းလေးနှစ်တိုင်းဖေဖော်ဝါရီ14ရက်နေ့ဆိုတာဗလတိုင်းလေးပဲမပြောင်းလဲသေးဘူးနှစ်တိုင်းဖေဖော်ဝါရီ14ရက်ရောက်တိုင်းတန်းပေါင်းများစွာသောယောက်ျားတွေကသူတို့ရဲ့ချစ်သူတွေဇနီးမယားတွေကိုပန်းစည်းတွေပို့ကြတယ်ယောက်ျားလေးတော်တော်များများမှာတူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပန်းစည်းပို့ကြလို့ပို့တာထက်မဖြစ်မနေမလို့ပို့ရတာကပိုများတယ်ပန်းစည်းလေးမှမပေးရင်ပြဿနာတက်တော့မှာကိုကမန်းကနပြေးဝယ်ရတဲ့ပစ္စည်းဆိုပါတော့ဒီတော့ညံကောင်းတဲ့ပန်းဆိုင်တစ်ဆိုင်အတွက်ဒီအခွင့်အရေးကိုအသုံးချလို့မရဘူးလားခမ ्या ကပန်းဆိုင်တစ်ဆိုင်ပိုင်နေဆိုပါစို့ဒီနှစ်တော့ပန်းစည်းမှာမဲ့သူဘယ်နှစ်ယောက်လောက်များဖုံးဆက်မလဲမသိဘူးဆိုပြီးထိုင်ဆောင်နေမယ့်အစားကိုဘက်ကတိုက်စစ်စင်ပို့အဆင်မပြေဘူးလားမနှစ်ကကိုစီမှာပန်းစည်းမှာထားဘူးတဲ့သူကိုဘက်ကနေစာပြီးဖုန်းဆက်လိုက်ယောက်ျားဆိုတာမျိုးကကြိုတင်ပြင်ဆင်မှုဘလောက်နေသလဲခမ ्या သိနေတာပဲပန်းစည်းထဲမှာပန်းဗနက်ပွင့်ထရင်ကောင်းမလဲဆိုတာလေဒီယောက်ျားတွေကြိုစဉ်းစားထားမှာမဟုတ်ဘူးဒါလည်းခမ ्या သိတယ်ဒီတော့တပတ်လောက်ကြိုပြီးဖုန်းဆက်လိုက်ဗလာတိုင်းဒီအရန်နေလာရင်ဒီယောက်ျားတွေပြာခတ်ပြီးဘာလို့ဘာကြိုင်ရမှမသိဖြစ်တော့မယ်ဒီတော့ရက်အရန်ကတ်တဲ့အထိမဆောင်နဲ့တခြားပန်းဆိုင်တွေကိုမဆက်သွဲခင်ကိုဘက်ကစောပြီးကြိုဆက်သွဲထားလိုက်ဒါဆိုရင်ဗလာတိုင်းနေ့ရောက်တဲ့အခါပန်းဖက်နဲ့ပွင့်ထည့်ပေးရမလဲခမ ्या ဘက်ကအတိအကျကြိုသိရပြီလိုတဲ့ပန်းအရည်အတွက်တွေကိုပန်းသည်တွေစီကနေကြိုမှားထားလို့ရပြီအများကြီးမှာပြီးရောင်မကုံပါကိုစိတ်ပူစရာမလိုတော့ဘူးနည်းနည်းလေးပဲမှာထားပြီးကိုယ့်စီမှာပန်းမရှိတော့လို့သူများစီရောက်သွားတာမျိုးလဲမဖြစ်တော့ဘူးတားရေးစိတ်သက်ဆိုတာဒါမျိုးကိုပြောတာသားခေါင်အဖြစ်နဲ့ထိုင်ဆောင်နေမဲ့အစားကိုဘက်ကတိုက်စစ်ကိုစားရဖို့လိုတယ်စားသုံးသူတွေပို့အစဉ်ပြေအောင်ကိုဘက်ကအမြန်ဆုံးကူညီပေးခြင်းဟာပြိုင်ဘက်တွေကိုအနိုင်ယူဖို့အကောင်းဆုံးနည်းလမ်းပဲပန်းစည်းဝယ်ဖို့သတိမေ့နေကြတဲ့ယောက်ျားတို့ကြီးကလည်းခမ ्या ကိုကျေးဇူးတင်မယ်ဘယ်သူမှသတိမရခင်ကိုဘက်ကစပြီးစီရေးဆင်ထားတဲ့အတွက်ပြိုင်ဘက်တွေအကုန်နောက်ကောက်ကြကုန်မယ်ပြိုင်ဘက်တွေမတိလိုက်မတိပါတာနေကြတဲ့အချိန်မှာခမ ्या ဘက်ကဖြတ်ထိုးညံကိုထုတ်သုံးနိုင်လိုက်တယ်သူတို့တွေကဈေးဝယ်စီကဖုန်းလာကိုစောင့်နေကြတဲ့အချိန်မှာခမ ्या ကဖုန်းကိုကောက်ကင်ပြီးဈေးဝယ်တွေကိုဖုန်းဆက်နှုတ်ဆက်နေပြီဘာလို့ပေးရမလဲအကူအညီပေးနေပြီဒီလိုအသေးစိတ်စဉ်းစားတွက်ချက်ပြီးအလုံးလုံးတက်တဲ့ပန်းဆိုင်ကနေပန်းစည်းမှာရတဲ့အတွက်ကျွန်တော်အတွက်လည်းစိတ်အေးရပြီပန်းစည်းကိုတက်တက်ရရဖြစ်အောင်စီစဉ်ပေးမယ်ဆိုတာယုံကြည်သွားပြီဒီနှစ်ဗလတိုင်းနေ့အတွက်ကျွန်တော်စိတ်တုံတုံချလို့ရပြီကျွန်တော်မှတ်စုစာအုပ်ထဲမှာရှိနေတဲ့ကျန်တဲ့ပန်းဆိုင်၃ဆိုင်
နောက်နှစ်ကျရင်ကျွန်တော်သူတို့ကိုဖုန်းဆက်ဖြစ်မယ်မထင်လမ်းတစ်ကိုရှာကျွန်တော်သာခလေးပေါက်စနာအရွယ်စကားပြောခြင်းလို့ဆိုပြီးတားရဲ့ကျောင်းဆရာမကကျွန်တော်ကိုခေါ်တွေ့တယ်။ကျောင်းလှေကားရဲ့လက်ရန်ပေါ်မှာကျွန်တော်သာတက်တက်ပြီးစော်နေတဲ့ဆရာမကတိုင်နေ။လှေကားကကွန်ကရစ်နဲ့စောက်ထားတာ။ပြီးတော့လှေကားတဲ့အထစ်100လောက်ရှိတယ်။ပြုတ်ကျလိုက်ရင်ဇက်ကျိုးမယ်။အဲ့ဒီလိုတက်ပြီးမစော်ဘူးဆရာမတွေဝိုင်းပြောပေမဲ့တားတော်မောင်ကနားမထောင်။အဖေဖြစ်တဲ့ကျွန်တော်ကိုယ်တိုင်ပြောပြီးမှရမယ်ထင်နေတဲ့။ပါဇက်နဲ့ပြောလိုက်ရုံနဲ့ဘာမှမထူးဆိုတာကျွန်တော်သိနေတယ်။မောင်းရင်မမူးနဲ့မိသတိပြုပါဆေးလိမ့်မတောက်ပါနဲ့အစရှိတဲ့ကြောညာဆိုင်ဘုတ်တွေလိုပဲဘလောက်ပဲပြောနေပေမဲ့မူးပြီးမောင်းတဲ့သူတွေမီးပေါ်စားတဲ့သူတွေအစုပ်ကင်စာဖြစ်မဲ့သူတွေရှိနေအောင်ပါပဲ။အဲ့ဒီကြောညာတွေကခမည်းဘာလုပ်လိုက်ရင်ဘလို့စိုးကျိုးတွေဖြစ်မယ်ဆိုတာကိုပြောပြနေတာ။မူးပြီးမောင်းရင်လူတွေကိုဝင်တိုက်မိရင်မကောင်းအိမ်မီးလောင်ရင်မကောင်းဆဲလိတ်တောက်ပြီးအသက်တူတာမကောင်းဟုတ်ပါတယ်ကျွန်တော်တို့နားလဲတယ်ဒါပေမဲ့အဲ့ဒီအဖြစ်ဆိုတွေကိုတော့လာမဖြစ်တော့ပါဘူးလို့လူတော်တော်များများကထင်ကြတယ်ဒီတော့ကျွန်တော်သားတော်မောင်ကိုမင်းလှေကားလက်ရန်ပေါ်တက်မစော့နဲ့လို့မပြောတော့ဘူးဒီထက်ကောင်းတဲ့နီလန်တစ်ခုတော့ရှိအောင်မယ်ကျွန်တော်မိန်းမဈေးဝယ်ထွက်တဲ့အချိန်ကိုစောင့်နေမိန်းမမရှိတော့မှသားကိုလှမ်းခေါ်ပြီးပြောတယ်။မင်းကိုအဖေလှေကားပေါ်ကပြုတ်ကြနေတင်ပေးမယ်။ကျွန်တော်သားကသဘောကျသွားတယ်။ပျော်စရာကြီးပေါ့။ထူးထူးဆန်းဆန်းကမြင်းကြောထားရမယ်ဆိုရင်ယောက်ျားလေးတွေအတွက်အကြိုက်တွေ့တာပေါ့။ကျွန်တော်တို့အိမ်ရဲ့လှေကားထိပ်ကိုသူ့ကိုခေါ်သွားတယ်။လှေကားထိပ်ကိုရောက်တော့သူ့ကိုပြောတယ်။အရေးအကြီးဆုံးကခေါင်းကိုမထိအောင်ကာကွယ်တတ်ဖို့ပဲ။နှစ်ထင်းနှစ်ဖက်ကိုလက်နဲ့ဒီလိုကာထားပြီးရင်တကူလုံးကိုဘောလုံးဖြစ်သွားအောင်ကွေးလိုက်အဲ့ဒါဆိုရင်ပြုတ်ကြလဲတိတ်မနာတော့သွားလှေကားပေါ်ကလှိမ့်ကြကြည့်တားတော်မောင်လှေကားပေါ်ကလှိမ့်ချသွားတယ်အောက်ရောက်တော့ကုန်းယုံပြီးပြန်ထားတယ်အာနာလိုက်တာအဖေရတဲ့မင်းလုံနေတဲ့ပုံစံမဟုတ်သေးလို့ဒီမှာကြည့်လက်မောင်းနဲ့ခေါင်းကိုတေးသေးချာချာကာထားကိုလုံးကိုကွေးနောက်တစ်ခေါက်ထပ်လိမ့်ချကြည့်သူလှေကားပေါ်ကနေနောက်တစ်ခါထပ်လိမ့်ချတယ်အောက်ရောက်တော့ပြန်ထတယ်လက်မောင်းတွေခြေထောက်တွေကိုပွရင်ညီးတယ်ကျွန်တော်ထပ်ပြောတယ်ဟုတ်ပြီရတော့မယ်ခေါင်းရဲ့ဘေးတစ်ဖက်စီကိုလက်နဲ့တေးချကာထားနော်ကိုလုံးကိုကွေးထားတာကိုမဖြေလိုက်နဲ့ထပ်လုပ်ကြည့်နောက်တစ်ခါထပ်လိမ့်ချတယ်သူကျန်းပြင်မှာလဲနေရကနေပြန်ထနေတော့ကျွန်တော်မိန်းမအိမ်ပြန်ရောက်လာတယ်မိန်းမကပြောတယ်ဒါဘာတွေဖြစ်နေကြတာလဲပေါ့လှေကားပေါ်ကဘလို့လှိမ့်ချရမလဲဆိုတာသင်ပေးနေတာလို့ကျွန်တော်ပြန်ဖြေလိုက်တယ်ရှင်ယူနေလားမိန်းမကမေးတယ်မိန်းမကိုတားတော်မောင်နဲ့ခက်ဝေးဝေးကိုကျွန်တော်ခေါ်သွားပြီးမှရှင်းပြလိုက်တယ်မဟုတ်ဘူးမိန်းမဒီလိုစဉ်းစားကြည့်ကျောင်းလှေကားလက်ရန်ပေါ်မှာတက်ဆော့နေတာကိုမဆော့အောင်ပြောပေးပါတဲ့ဆီယာမတွေကတိုင်နေလှေကားလက်ရန်ပေါ်ကပြုတ်ကြရင်မင်းရဲ့သားဇက်ကျိုးသွားနိုင်တယ်ဒါပေမဲ့အဲ့ဒါကိုသူ့ကိုရှင်းပြလဲနားလည်မှာမဟုတ်ဘူးငယ်လွန်းသေးရဲ့လေဇက်ကျိုးတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပဲထင်ပါပဲတကယ်ဖြစ်တဲ့အချိန်ထိငါတို့ထိုင်ဆောင်နေလို့မရဘူးအဲ့ဒါကြောင့်အခုကလေးကသူ့ကိုနမူနာပြနေတာပြုတ်ကြရင်နားမယ်ဆိုတာသူသိဖို့လိုတယ်အခုငါတို့အိမ်ရဲ့လှေကားက10တိလောက်ပဲရှိတယ်ကော်စောလဲခင်းတာတော့နည်းနည်းပဲနာမယ်မတော်တဆထိမိပြီးတခုခုကျိုးသွားရင်လဲငါသူ့ကိုစေးကန်းချက်ချင်းခေါ်သွားမှာပဲအခုငါတင်ပေးထားသလိုသူ့ကိုသူကာကွယ်တတ်သွားပြီဆိုရင်တကယ်ဖြစ်လာတဲ့အခါတော်ယုံနဲ့မထိခိုက်တော့ဘူးပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုရှင်းပြလိုက်တော့မှမိန်းမကနည်းနည်းစိတ်အေးသွားတယ်ကျွန်တော်နီလန်းကိုတိတ်တော့ကျေနပ်ပုံမပေါ်ဘူးဒါပေမဲ့ဘာကြောင့်ဒီလိုတင်ပေးထားရလဲဆိုတာကိုတော့မိန်းမကနားလေပုံပဲလှေကားပေါ်ကပြုတ်ကြရင်နားတယ်ဆိုတာကျွန်တော်သာအခုနားလေသွားပြီနောက်ပိုင်းကျတော့ကျောင်းကဖုံးဆက်လာတယ်
သားတော်မောင်လှေကားလက်ရန်ပေါ်တက်မစော်တော့ဘူးတဲ့တချို့ပြဿနာတွေကတမာရိုးကြနီးလန်းတွေနဲ့ဖြေရှင်းလို့မရဘူးဖန်တရားတီနေတဲ့တိတ်ပြီးအကျိုးမထူတဲ့နီးလန်းတွေကိုပဲထက်ခါသုံးနေတာဘာမှမထူးပြဿနာရဲ့အရင်အမြစ်ကိုလိုက်ရှာပြီးပြောင်းလဲပြရမယ်တကယ်အလုပ်ဖြစ်တဲ့ဖြေရှင်းနည်းအသစ်တစ်ခုရှာဖို့လိုတယ်